20တက်လိုက်ရတယ်20တက်ရင်တော့ဖင်လုံးလေးရဲ့အောက်ကနေပြီးတော့ကားမှာဖင်လုံးလေးရဲ့အောက်ကနေကားမှာနော်ဖင်လုံးရဲ့ဒီဒီအောက်ကနေပြီးတော့ကားမှာအဲဆိုဒါကဒီရဲ့ထဲမြင်သူကကြတော့15တက်လိုက်ရတယ်20တက်လိုက်ဆက်ပေါ်တော့တက်လိုက်ရှားရှားဒါအရှိနော်ဒီမြင်အောက်ကနေမှလောက်တက်လိုက်နော်ဆက်ခံတက်လိုက်အဲဆက်ခွန်ရဲ့အတွင်းထဲအောင်မှာတော့တင့်ဝင်ပြရတကယ်လို့ဒါဟိုပါပေါ့စကတ်ရိုးရိုးမဟုတ်ပဲနဲ့အမတို့ခေါင်းဝင်ဝင်အဲ့ဒါမှသူကချီရှူးလေးဖြစ်ပြီးတော့ကောင်းနော်ပုံမှန်ကတော့တစ်ပိန်တဲ့လူကတစ်ခွဲလောက်ပြရတစ်လောက်ဝင်မယ်ဒီကနေဝင်မယ်ကားတော့တကယ်ဆိုရှည်တယ်ဆိုရင်ဒီအရှည်ကနေပြီးတော့ကိုကြိုက်တယ်လားကားမယ်နေမှာဒါဆိုကိုအရှည်ကိုမှဒီလောက်ထိရှူလိုက်မယ်ဒီအရှည်ကအဲ့ဒါဘယ်လောက်ကားမှာလဲဆိုတော့25 30ရာနေမှာလာမယ်သူက၄ထွက်လေးနော်25ပေါ့ဒီကနေပြီးတော့သူကပိန်တော့ကိုကြိုက်တယ်လားဒါပေမဲ့ဒီမှာတက်တဲ့ခါကျရင်မှာတော့နှစ်ခွဲတက်ပြီးရအဲ့နှစ်ခွဲနဲ့ဒီအရှိနဲ့တကယ်လို့အသားပြောရင်နှစ်လောက်သားမမအောင်သားမဆိုတစ်လောက်ဝင်တယ်ပြန်နေမယ်ဘယ်နှခုလဲဆိုတော့ဒီရဲ့အလဲလောက်ကနေပြီးတော့စားပေးလိုက်အဲ့ဒါဟုတ်တယ်20တက်လဲရနော်ဟုတ်တယ်ဟုတ်တယ်တဲ့မယ်အဲ့ဒါလေးပဲဘယ်လောက်ဝင်လဲ1ဝင်မယ်1ဝင်ပြီးတော့ကိုကအရှည်ရဝင်မှာဒီကနေပြီးတော့အရှည်40ထားတယ်ကိုရဲ့အရှည်အသက်အရှည်ယူထားတယ်ဆိုတော့ဒါတဲ့အဲ့ရနေပြီးတော့20လောက်ထွက်လဲရတယ်နော်အဲ့တလောက်ပေါ့ဆက်ပြီးတော့ဒီဝမ်းနဲ့ဒါနဲ့ဒီလောက်ဝင်လို့ရတယ်ပုံမှန်ဆိုရင်ဒီလောက်ဝင်မယ်ဒီဘွားတဲ့မြင်ရနေပြီးတော့ဒီနှစ်ခွဲတောင်းမယ်စက်တဲ့ဟာနဲ့အလင်းနဲ့ဆက်မယ်